မင်္ဂလာပါဒီနေ့မှာတော့အရန်မိုက်တဲ့ဆိုင်ကယ်ကြီးကိုပြပေးမှာဖြစ်ပါတယ်ဆိုင်ကယ်ကြီးကကားမိမိလောက်ကိုကြည့်ရဲထိုးလို့ပေါင်းချိန်100စိုးစိုးကိုဒါကလှစ်နေတဲ့ဆိုင်ကယ်ကြီးမျိုးဖြစ်တယ်เนาะဒါဆိုရင်ဘယ်လောက်မိုက်လဲဆိုတော့တို့နဲ့အတူတူလိုက်ကြည့်ကြပါအောင်เนาะဘိန်းလုံးလေးကိုကြည့်လိုက်ပုံမှန်ဆိုင်ကယ်နဲ့မတူတော့ဘိန်းလုံးမှာအတားတွေပါနေလုံးဝ share design လို့ပြောလို့ရတယ်ဒီမှာဒူးကာတွေပါမယ်ခေါင်းဆိုင်ကြီးကိုလည်းကြည့်လိုက်အောင်တကယ် heavy ဆို heavy မှာပြောလို့ရတယ်ဆိုင်ကယ်ဆိုင်ကြီးอ่ะเนาะတို့ box တွေပါတယ်ပေါ့เนาะဒါအားသင်းကြိုးတွေပဲတင်ထားတာတခြားဟာလေးပဲထည့်ပေါ့เนาะထည့်လို့ရပါတယ်เนาะဒါလေးကတော့အဖြူသားကျတော့အမဲပေါ့เนาะအမဲမှာအမဲကြိုက်တဲ့တသားမမီလို့ဆိုလဲဒီလိုမျိုး offlet အမဲကိုရွေးလို့ရတယ်ဒါပေမဲ့ခေါင်းလေးကတော့သူကခဲအောင်လေးပြောင်းသွားတယ်เนาะနောက်ဘိန်းနှလုံးဖြစ်တဲ့အတွက်တောင်နဲကြမှာလဲဖေဖေမေမေရဆိုရင်ကြမလို့เนาะလုံးဝ share ကြီးတွေကိုမှရွေးချယ်ပြီးတော့ဝယ်ခြင်းနဲ့ဆိုရင်ဖြိုးလို့ရ baby point တိုင်ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရစေကျေးဇူးများကြီးတင်ပါတယ်